ကထားစီအမေအဖေလည်းပဲဘာဖြစ်လဲသမီးရှင်သမီးဒီတော့နားတော့မလားအဲ့ဘာတော့နားတော့မှာနားထောင်မှာဘောဖေအဖေကနားထောင်မှာဘောဖေတော့နားတော့မှာသမီးလေအင်းကြီးမွေးစားတွေချက်ပြီးသမီးအခုချက်နေပြီးတော့ပြန်တော့ပြန်ပါဖေရောင်းနေနေရောအခုချက်နေပြန်တော့မင်းကဒီပြတော့မင်းကငါတော့ငါခိုင်းတာမင်းလို့မင်းကငါသားလေဟုတ်ပြီဟောစောရကမကတဲ့ငါမင်းဝေလေမတတ်ပါဘူးဖေမတတ်ရမင်းဝေလို့မင်းပြည့်နေမလေးဟုတ်တယ်ကျွန်တော်မေးလေအမေကျွန်တော်ဝေမှာကိုကိုလေးအိမ်နေလေကန်တွေးထားပါဘယ်ကတော့ဘောဘောကတော့ဟုတ်ကတော့ခေကျော်တော့ငါမင်းကိုစိတ်ချမလို့ရစိတ်ချငါလည်းပြောတာဟုတ်တယ်ပေးလိုက်ကွာစိတ်ကမရှိတော့အတိုင်လုံးကနှစ်ယောက်ကျန်တယ်နှစ်ယောက်လုံးဖိတ်ရေးသမီးဝင်နေခိတ်သွားဒီကပရိသတ်သူမတိရစမလာလေးကိုစောင်းနေအုပ်ပြီးတော့ခေါ်လာပြီးတော့ကိုချီလို့ပြီးစောင်းလိုက်တယ်အဲ့တော့ခဏလေးစားဒီမှာရှောင်းမပြောနဲ့အဲ့တော့ညီမလေးဒီလိုရှိချစ်နေမရှိတော့